ကိုယောက်ျားအသက်ငယ်လေအသက်ငယ်လို့ဆိုအင်ရှင်မများအနိုင်ကျင့်ခြင်းတယ်ကြီးရင်လည်းကြီးလို့ဆိုပြီးအဖိုးကြီးလို့ခေါ်ခြင်းတယ်ငွေရှာလို့မရဘူးအသက်လဲကြီးရင်အထင်သေးခြင်းတယ်ကိုယောက်ျားဟာကိုတဲ့အသက်ကြီးတယ်ငယ်တယ်ဆိုတာတဲ့အသက်အရွယ်နဲ့မျှတဲ့ရှင်းချက်မှုရှိတဲ့ယောက်ျားကိုပိုင်ဆိုင်ထားရတာနင်တရားမင်းရထားတယ်လို့ပဲလို့နင်မသိပါဘူးဟဲ့ပါဇက်ကသာပြောတာပါဇက်ကသာစိတ်ထဲကနေပြောနေတာမိမကြအောင်မပြောရဘူးဒါဟာအချစ်ယောက်ျားသားအိရှင်အိမ်တော်ဦးစီးများရဲ့အချစ်ဒါကိုမိမတွေကအနိုင်ယူခြင်းနဲ့ရှင်ပတ်စံမရှိတော့ဘူးကြည်စမ်းဂျုံနေလည်းမရှိတော့ဘူးရှင်သားနှစ်ယောက်လည်းကြည်အောင်နောက်ဆုံးတော့ဆိုင်မွန်တယောက်မိမရဲ့ဩဇာကိုမလွန်ဆန်နိုင်ဘူးပြောကြပါစို့လိုရင်းမယ်မိမယောက်ျားတဲ့ကောင်းတဲ့အကြံဉာဏ်တွေလည်းရှိပါတယ်အဲ့ဒါကတော့ခိုင်းတတ်တယ်အမိန်ပေးတတ်တယ်